လူကြီးမင်းတို့ရဲ့အခန်းနေအခန်းနေထဲမှာ projector ကောင်းကောင်းတစ်လုံးသုံးနေတယ်နေခင်းအလင်းအောင်ရှိရင်တော့မှကောင်းကောင်းကြည့်လို့ရနိုင်မဲ့ projector ကို quality အမြင့်စားတဲ့ရှာနေရဆိုရင်တော့အခုဗီဒီယိုလေးကိုစုံအောင်ဆက်ကြည့်လိုက်ပါဒီဗီဒီယိုထဲမှာမိတ်ဆက်ပေးမဲ့ projector လေးက favorite YZ ဆိုတဲ့ projector လေးဖြစ်ပြီးတော့ lumen အနေနဲ့ဆိုရင် 800 AN ဆိုင် lumen ပါတယ် resolution အနေနဲ့ 1920 1080 Full HD native ဖြစ်ပြီးတော့ 4K resolution ကို native ပြောင်းလို့ရနိုင်တဲ့ projector လေးပဲဖြစ်ပါတယ်အလင်းရများတဲ့အတွက်နေအောင်ဝင်တဲ့အခန်းမှာပဲကြည့်မလားမီးချောင်းဖွင့်ထားတဲ့အခန်းမှာပဲကြည့်မလား quality ကောင်းကောင်းကြည့်နိုင်ပြီးတော့လက်မအနေနဲ့ဆိုရင်လည်းလက်မ40ကနေလက်မ200အထိကိုစိတ်ကြိုက်ချဲ့ပြီးတော့ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် Android version ကလည်း2026မှာ latest အဖြစ်ဆုံး OS ကိုသုံးထားပေးပြီးတော့ဖုန်းတွေ tablet တွေ computer တွေနဲ့ screen mirroring လုပ်ပြီးတော့စာသင်မလားရုပ်ရှင်ကြည့်မလားအကုန်သုံးလို့ရတယ် meeting presentation တွေမှာပါသုံးလို့ရနိုင်တဲ့အလင်းအမှုဖြစ်တာကြောင့် company အစည်းအဝေးကနေမှသုံးနေတယ်ဆိုရင်လည်းအဆင်ပြေတယ် KTV တွေမှာ commercial use သုံးမယ်ဆိုလည်းလုံးဝအဆင်ပြေတဲ့ projector လေးပဲဖြစ်ပါတယ်သူ့ရဲ့ display ဘိုင်းမှာဆိုရင်လည်း HDR contrast တွေကိုကောင်းကောင်းကြည့်လို့ရတာဖြစ်တဲ့အတွက်ရုပ်ရှင်ကြည့်မဲ့လူတွေအတွက်ဆိုရင်ကြည်တောက်ရှင်းတဲ့ color ဆူဆူလေးကြည့်နိုင်မဲ့ projector လေးပဲဖြစ်ပါတယ် speaker ကလည်းတာမန် projector တွေမှာပါတဲ့ speaker နဲ့မတူပဲ Dolby Audio ပါ support ပေးထားတာဖြစ်လို့ speaker ဘိုင်းမှာအားနည်းမှာ Bluetooth speaker ထပ်ချိတ်ရမှာတွေပါစိတ်ပူကြမလို့သူ့ထဲမှာပါတဲ့ speaker နဲ့တင်တော်တော်လေးအဆင်ပြေတဲ့ projector လေးပဲဖြစ်ပါတယ်မီးလုံးတက်တန်းအနေနဲ့နိုင်9000ပေးထားပြီးတော့အာမခံ service running 1 year ပါတယ် input source တွေအနေနဲ့ HDMI 2ပေါက် USB 2ပေါက်နဲ့ audio ပေါက်တစ်ပေါက်ပါဝင်မှာပဲဖြစ်ပါတယ် screen mirroring လုပ်မယ်ဆိုရင်လည်း Android iOS Windows MacBook ကြိုက်တဲ့ပစ္စည်းလား screen mirroring လုပ်လို့ရတယ်ဒါမျိုး function တွေပါတဲ့ projector မျိုးကိုရောင်းချပေးမဲ့ဈေးနှုန်းကပုံမှန်ရောင်းဈေး19သိန်း5000ကိုအခုဝယ်မယ်ဆိုရင်တော့18သိန်းအတိနဲ့ limited stock promotion ချထားပေးတာပဲဖြစ်ပါတယ်လိုအပ်တယ်ဆိုရင်အခုတည်းကဝယ်ထားပါကိုယ့်ရဲ့အိမ်ခန်းထဲမှာ projector အသုံးလုပ်တာပဲဖြစ်ဖြစ်ရုံးခန်း meeting တွေမှာ projector ကောင်းကောင်းတစ်လုံးသုံးနေတာပဲဖြစ်ဖြစ်စာသင်ခန်းတွေမှာအလင်းအောင်ရှိတဲ့အချိန် projector ကိုရုပ်ထွက်ကြီးကြီးနဲ့ပြကျင်တာပဲဖြစ်ဖြစ်လိုအပ်တဲ့လူတွေဆိုရင်အခုတည်းကဆက်သွယ်မှတ်ယူထားဖို့အကြံပေးပါတယ်ဆက်သွယ်စုံစမ်းနေတယ်ဆိုရင်တော့ဖုန်းနံပါတ်3992943911ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီးတော့ရန်ကုန်နဲ့မန္တလေးမှာ showroom ရှိတဲ့အတွက်ကိုယ်တိုင်ကိုယ်ကျစိတ်ကြိုက်လာရောက်ကြည့်ရှုပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်